တော့သူကအိမ်ကရှုပ်ပွားနေတာကိုပရိထားမိပြီးသူ့ညီစီစဉ်ပေးတဲ့အခန်းညာငါချင်းလို့ထင်ခဲ့တယ်သူအများကြီးမစင်စားပဲအခန်းထဲကိုတန်တန်မတ်မတ်ဝင်အိတ်လိုက်တယ်တစ်ထပ်မှာတော့ကောင်မလေးကသူ့သားကိုဘဝသားတိုင်ကိုစားတော့ပြီးခေါ်တာတဲ့ဒီချိန်မှာဖြစ်တဲ့သူကဆက်သွယ်မှုတစ်ခုလက်ခံရရှိခဲ့တယ်သူကအခုခန်းပေါ်တစ်ခါဖြစ်နေတယ်လက်ရှိနေတာကဆက်သွယ်တဲ့အခါမျိုးသမီးကသူ့သားကိုချက်ချင်းခေါ်သွားခဲ့တယ်ကောင်လေးကရုတ်တရက်အိမ်ကအရန်တက်ရှင်းနေတာကိုသိပြီးသူ့မလေးကြီးဆိုတာကိုသဘောပေါက်သွားခဲ့တယ်သူကမျိုးသမီးကိုဒီလေးကအိမ်ထဲကိုဖောက်ဝင်လာကြောင်းပြောခဲ့ပေမဲ့မျိုးသမီးကသူ့နောက်နေတယ်လို့ထင်ခဲ့တယ်မကြခင်မှာပဲတာမီမြောက်ကကားစားဖြစ်ခဲ့ကြတယ်မျိုးသားကသူတို့ကြောင့်မထားလာပြီးအခန်းထဲကကလေးကိုမောင်းထုတ်ပြီးလက်ထောက်ကမကြခင်မှာပဲရောက်လာပြီးမျိုးသမီးရဲ့တကယ်ခန်းပေါ်နဲ့ပြစ်ဆောင်ခဲ့တယ်မျိုးသမီးတကားဖွင့်လိုက်တဲ့အခါမှာတော့သူမကအမျိုးသားရဲ့လက်ထောက်ကိုသာသိရှိခဲ့ရတယ်ဆိုတော့သူ့ခန်းပေါ်ကအင်းနဲ့သမားလာပြီးနောက်မှာသူမရဲ့ခန်းပေါ်ကအမျိုးသားရဲ့မျိုးသမီးကိုအိမ်ရှင်လို့မှားယွင်းချင်သွားခဲ့တယ်မျိုးသမီးကသူ့အိမ်ခန်းထဲမှာအမျိုးသားတယောက်အနားယူနေတာသိရှိသွားပြီးနောက်သူမကအဲ့ဒီမျိုးသားကိုလက်ထောက်ကအမျိုးသားဒေါသထွက်မှာကိုစိုးရိမ်တာကြောင့်သူမကိုတစ်လကိုအမေရိကန်ဒေါ်လာ9000ပေးမယ်လို့ဆက်ချင်းပြောခဲ့တယ်မျိုးသမီးကပြည့်တဲ့ဒေါသထွက်ပြီးအမျိုးသားကိုလက်ထောက်ပေးဖို့သဘောတူခဲ့ပါတယ်ဒေါသထွက်ပြီးသူမကိုရိုက်နှက်ဖို့ကြိုးစားခဲ့တယ်လို့အမျိုးသားကသူမကိုတားဆီးခဲ့တယ်အမျိုးသားကဒီဆိုင်ရောက်နေတဲ့တရားဝင်တွေအမေဖြစ်သူကမူလာကသူ့သမီးကိုသူ့တစ်သေးစီကလာစာကြိုတင်ထုတ်ယူဖို့တောင်းဆိုခြင်းခဲ့ပေမဲ့အမျိုးသမီးကသူတို့ကိုသူ့အဲ့ဒီနေ့မှာအလုပ်ဆုံးရှုံးခဲ့ကြောင်းပြောခဲ့ပါတယ်ဒီအကြောင်းကြောင့်မိသားစုတစ်ခုလုံးအိမ်ရခဘလို့သိရမလဲဆိုတော့စတင်ပြီးအဲ့ဒီကလက်မှုပညာတန်းတဲ့ပြီးသူ့ငွေဒေါ်လာ2သိန်းရှိကြောင်းတတိယသွားခဲ့တယ်ပြီးတော့အမျိုးသမီးကငယ်စဉ်ကတည်းကသူ့အဖေစီကလက်မှုပညာဘယ်လိုလုပ်ရမလဲဆိုတာကိုသိခဲ့တယ်သူတို့အားလုံးကသူမကိုပြန်လင်းမှာပါဝင်ဖို့အားပေးခဲ့ကြတယ်ဒါကြောင့်အမျိုးသားကအမျိုးသမီးနဲ့အတူတန်ပွဲစင်းပေးကြရရုံကိုလိုက်ပါတော့တယ်ဒါပေမဲ့အဲဒီကိုမှုတာဝန်ခံဝန်ထမ်းကသူ့ဗီဇာဟောင်းဖြစ်နေတာကိုသိရှိခဲ့ရပါတယ်အမျိုးသမီးကပြန်ပွဲအတွက်သူ့ကိုတင်နေရတယ်သူ့ဗီဇာဟောင်းကသူတို့ကိုကူညီပေးဖို့အားရရင်းဖြစ်ခဲ့တယ်ဒါသူတို့ကိုပြောခဲ့ပါသေးတယ်အဲ့ဒီအချိန်လေးမှာပဲပြန်ပွဲရဲ့ယင်းနှိမ့်နှုတ်နှံသူကဖြစ်သွားခဲ့ပြီးအမျိုးသမီးပေးကအမျိုးသားကိုမြင်တဲ့အခါမှာတော့သူကအမျိုးသမီးရဲ့ဗီဇာဟောင်းကိုပေးဖို့တွန်းထုတ်ပြီးဒီအမျိုးသားကသူ့ရဲ့အကျိုးကိုပြောခဲ့တယ်ဒါပေမဲ့အမျိုးသားကတော့သူ့ကိုပေးထားတဲ့အကျိုးကိုပြောတယ်မင်္ဂလာပွဲကျင်းပရာနေရာမှာဥက္ကဋ္ဌကသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုသူ့ဇနီးစီလွှဲပြောင်းပေးတော့မယ့်အချိန်လေးမှာပဲသူတို့သမီးနဲ့တပုံစံတည်းတူတဲ့အမျိုးသမီးတစ်ယောက်အပြေးဝင်လာခဲ့ပါတယ်။သူမကလူတိုင်းကိုသူမဟာသားတို့သမီးအဖြစ်ပြောခဲ့ပါတယ်။အဲ့ဒီကသူတို့အချင်းချင်းကြည့်ကြထားပြလာကြတယ်။မင်္ဂလာဝတ်ဆောင်ထားတဲ့အမျိုးသမီးကဒေါသတကြီးနဲ့ညှိခုန်ခဲ့တယ်။သူမကိုလိမ့်ရတယ်လို့ဆွဆွဲပြီးသူမဟာသားတို့သမီးအဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်သူမကအမျိုးသမီးကိုအချင်းချင်းကိုလိမ့်တယ်လို့ပြောခဲ့ပါတယ်။ဥက္ကဋ္ဌကစစ်တီကိုနေခဲ့ပြီးသူ့ကိုလိမ့်ရမလဲဆိုတာမသိမိဘူး။အဲ့ဒီအချိန်မှာဥက္ကဋ္ဌရဲ့အမေကအချိန်မီရောက်ရှိလာခဲ့တယ်။မင်္ဂလာဝတ်ဆောင်ထားတဲ့အမျိုးသမီးတခြားအမျိုးသားတစ်ယောက်နဲ့အတူရှိနေတဲ့တပ်ပုံတွေကိုကိုင်ဆောင်ရင်းပေါ်သူမကလူတိုင်းကိုပြောခဲ့တယ်ချွေးမအစ်စ်ကသူတို့ရှိကအမျိုးသမီးဖြစ်ကြောင်းပါသူတို့သမီးရောင်ဆောင်ရဲ့မျက်နှာကဖြစ်ဖြော်သွားပြီးသူမကအမေဖြစ်သူနဲ့အမျိုးသမီးကိုပူပေါင်းကြံစီတယ်လို့ချက်ချင်းဆွဆွဲခဲ့တယ်မင်္ဂလာပွဲကိုဖြစ်ပြီးဖို့ပေါ့သူတို့သမီးရောင်ဆောင်တဲ့အမေဖြစ်သူတို့အပြန်အလှန်ရင်းပွားနေကြချိန်မှာဥက္ကဋ္ဌကနောက်ဆုံးမှဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်သူကအမျိုးသမီးနှစ်ယောက်လုံးကိုသူ့သမီးနဲ့အတူရိုးရိုးဒီဆက်စစ်ပေးမှုတစ်ခုပြုလုပ်ဖို့တောင်းဆိုခဲ့တယ်ဆရာဝန်ကသွေးနမူနာတွေစုဆောင်းပြီးတဲ့နောက်မှာတော့လူတိုင်းကအဖြေတွေကိုစောင့်ဆိုင်နေခဲ့ကြပါတယ်အဖြေတွေကသူမဘက်မှာမရှိနိုင်မှသိတာကြောင့်သူတို့သမီးအယောင်ဆောင်ကသနာရှင်နာမည်ရရှိဖို့အားနည်းဟန်ဆောင်ခဲ့ပါတယ်သူတို့ကခဏတာစိတ်ပြော့သွားပြီးတခြားအမျိုးသမီးကိုဖယ်ရှားဖို့လုံခြုံရေးကိုခေါ်လိုက်ပါတယ်ဒါပေမဲ့သမီးဖြစ်သူကတော့အမျိုးသမီးကိုပြင်းပြင်းထန်ထန်ကာကွယ်ပြောဆိုခဲ့ပါတယ်သူတို့သမီးရောင်ဆောင်ကသူ့အကြံစီအောင်မြင်ပြီးလို့ထင်နေချိန်လေးမှာပဲဥက္ကဋ္ဌရဲ့အတွင်းရေးမှူးကမျိုးရိုးဗီဇာစစ်ဆေးချက်အဖြေလွှာတွေနဲ့အတူဝင်ရောက်လာခဲ့ပါတယ်အတွင်းရေးမှူးကအဖြေတွေကိုဥက္ကဋ္ဌစီကိုကမ်းပေးခဲ့ပါတယ်သူတို့သမီးရောင်ဆောင်ကပြီးသွားပြီးအဖြေလွှာကိုသူ့မလက်ထဲကနေယူလိုက်ပါတယ်ဥက္ကဋ္ဌကစစ်ဆေးချက်အဖြေလွှာကိုဖွင့်လိုက်ရာအဲ့ဒီထဲမှာသူတို့သမီးရောင်ဆောင်တဲ့သမီးဖြစ်သူတို့တွေးသားမတော်ဆက်ကြောင်းဖော်ပြနေခဲ့ပါတယ်အမှန်တရားကနောက်ဆုံးမှပေါ်ပေါက်လာခဲ့ပါတယ်တကယ်တော့သူတို့သမီးရောင်ဆောင်ကိုဥက္ကဋ္ဌရဲ့ပြန်ဘက်ကသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းပိုက်ဖို့ပြေလို့ခဲ့တယ်ဥက္ကဋ္ဌကသူ့ဝန်ထမ်းတွေကိုသူတို့သမီးရောင်ဆောင်ကိုဆက်ဆံထားတာကိုသိနိုင်ဖို့လုပ်ပေးခဲ့တယ်သူမကသူ့ကိုပြောခဲ့တယ်မိသားကအမှားတဲ့အချိန်ကြီးရှိခဲ့ပါတယ်သူကလေရင်မဲကသူ့ကိုသဘောကျနေတယ်လို့ခံစားခဲ့ရတယ်ဒါကြောင့်သူမကိုသူ့ဗီဇာလုပ်ဖို့တောင်းဆိုခဲ့တယ်လေရင်မဲကသဘောတူတယ်လို့ကြားလိုက်ရတဲ့အခါမှာတော့အမျိုးသားကရုတ်တရက်စိတ်အနှောက်အယှက်ဖြစ်သွားပုံပါပဲသူကသူ့ကိုယ်သူပြင်းရတဲ့စင်းရဲသားတယောက်လို့တမင်တက်တက်ခေါ်ဆိုခဲ့တယ်ဘာလို့လဲဆိုတော့သူသိနေတယ်သူသားမျိုးသမီးတယောက်နဲ့ပတ်သက်မိရင်အရာအလုံးကိုဆုံးရှုံးရမှာဖြစ်လို့ပါဒါပေမဲ့အမျိုးသားရဲ့လူယုံမှာဇလန်းကိုကြားပြီးနောက်မှာတော့လေရင်မဲကသူ့ဗီဇာဖြစ်ဖို့ပိုလို့တောင်းစိတ်ပိုင်းချက်သွားခဲ့တယ်အမျိုးသားကဒါကိုကြားတော့ထိတ်လန့်သွားခဲ့တယ်ဘာလို့လဲဆိုတော့သူ့ရဲ့အရင်ဘဝတုန်းကအမျိုးသားကလေရင်ပေါ်မှာလေရင်မဲရဲ့ဆက်သွယ်ရန်ချက်လက်ကိုစိတ်တစိတ်တောင်းဆိုခဲ့လို့ပါအဲ့ဒီနောက်သူတို့ကစုံလဲဖြစ်သွားခဲ့ကြပါတယ်ဒါပေမဲ့တရားတာပြီးမှာပဲသူကထိတ်လက်တကြားနဲ့ရဲလူစီကိုပြေးသွားခဲ့တယ်သူ့ရဲ့ချစ်မြတ်နိုးရတဲ့ဗီဇာကပျောက်ဆုံးသွားခဲ့တယ်အမျိုးသမီးရဲ့မိဘတွေကတော့အဝေးကနေအပြေးရောက်လာပြီးသူတို့သမီးကိုဘယ်မှာဖွက်ထားတယ်လဲဆိုတာကိုအမျိုးသားကိုမေးခွန်းထုတ်ခဲ့ကြတယ်ဘာလို့လဲဆိုတော့သူတို့ကစာတူတစ်ဆောင်လက်ခံရရှိခဲ့တယ်အဲ့ဒါကသူတို့သမီးကအေကေဟာကနေပို့လိုက်တဲ့အကူအညီတောင်းကိုတွေးတန်ဖြစ်နေလို့ပါရဲတွေကအေကေဟာရဲ့စောက်ဆုံးတဲ့တောင်းကိုသိခဲ့တယ်အမျိုးသားကဘာဟာသူ့ရဲ့စိတ်ကူးမှုကိုဆက်ပြီးကြားရအောင်ဒီကနေ့ဒီနေ့ပတ်သက်ကြရပါတယ်
ကောင်မလေးကအသက်ခံရပြီးသူ့ခန်းထဲကနေဆွဲထုတ်သွားခြင်းဖြစ်ခဲ့ရတာကဒီကမကရုပ်တံဆောင်တဲ့သူ့ကိုတက်တက်ခဲ့တယ်။ဒေါသဖြစ်နေတဲ့ရောက်ခမကပြီးမခံနိုင်တော့ပဲမျိုးသားကိုဓာတ်တစ်ချက်တည်းနဲ့ပို့တက်ခဲ့ပါတယ်။မျိုးသားမျက်လုံးပြန်ဆင်းလိုက်တဲ့အခါမှာတော့သူကလေရင်စီးတဲ့နေကိုတန်ရောက်နေတဲ့သူကိုတွေ့ရှိခဲ့ရတဲ့အခါကြောင့်သူကသူ့နဲ့နေရတဲ့မျိုးသားဒီကွက်ရှင်ဆွဲခဲ့လေဆိုတာကိုသူရှာဖွေခြင်းခဲ့လို့ပါလေရင်စင်းသက်ပြီးတဲ့နောက်မှာတော့မျိုးသားကအမျိုးသမီးကိုအရင်ခန်းဟောင်းစီကိုပို့ခဲ့ပြီးအားလုံးကိုတောင်းဆိုရတယ်ဒီကမှာကူညီပေးဖို့တောင်းဆိုရင်ပေါ့မကြခင်မှာပဲသူ့ရဲ့ညီကိုကောင်းနေတာသူ့ကိုသတင်းစကားတစ်ခုပို့ပြီးအခန်းထဲမှာတောင်းဆိုတယ်မျိုးသားကအရင်ကအတိုင်းပဲရွေးချယ်မှုပြုလုပ်ပြီးအမှတ်စဉ်ကိုသူ့စီပို့ပေးခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့မျိုးသားကသူ့ရဲ့စကားပြောချက်ကိုခန်းထဲမှာလက်သက်ဆက်ဖြစ်ထားပြီးတော့ပြီးတော့ရာကိုသိသိခဲ့ရတယ်သူကအဲ့ဒီဟာအပြင်ဘက်ကိုပြေးထွက်သွားခဲ့တယ်သူ့ရဲ့အရင်ဘဝတုန်းကလည်းရဲတွေကဆောက်ရှောက်တဲ့ကိုသိခဲ့တယ်မျိုးသားကလူသက်သမားဟာသူကိုယ်တိုင်ဖြစ်နေတာကိုတွေ့ပြီးမြင့်တက်သွားခဲ့ပါတော့တယ်အမျိုးသမီးတယောက်သမီးလေးတယောက်မွေးဖွားခဲ့ပေမဲ့သူ့ရောက်ခမကယောက်ျားလေးမဟုတ်လို့မထီမဲ့မြင်ပြုခဲ့ပါတယ်သူမကကလေးကိုစွန့်ပစ်ချင်ခဲ့တယ်ကူညီကြပါဦးအမျိုးသမီးမှာတော့သူ့သမီးရဲ့လက်မောင်းပေါ်မှာတွားရတစ်ခုပိုက်ပြီးမျိုးရိုးစင်ဆက်ကြောက်ဆွဲပြီးတစ်ခုကိုဆွဲပြီးလုံသားတင်နိုင်ခဲ့တယ်မကြခင်မှာပဲကလေးကိုသူ့ရောက်ခမကဆွဲလိယူသွားခဲ့တယ်သူမကသူ့မြင်းမလေးကိုမွေးခန့်စီကိုချီပိုးသွားခဲ့တယ်အဲ့ဒီမှာတခြားမိခင်တယောက်ကတားတယောက်မွေးဖွားပြီးနောက်ခုလေးတင်ကွယ်လုံသွားခဲ့ပါတယ်ရောက်ခမဖြစ်သူကကလေးတွေကိုအလင်းမြန်လဲလိုက်ပါတယ်ကလေးရဲ့အဖေဆေးရုံခန်းကိုပြန်လာတဲ့အခါမှာတော့သူတစ်ခုခုမားနေတာကိုသတိထားမိလိုက်တယ်အကြောင်းကတော့တားဖြစ်သူရဲ့လက်မောင်းပေါ်မှာကျေပုံမဲ့တစ်ခုရှိနေပြီမဲ့သူကညံရီမမီပဲသူ့ကိုယ်သူရှင်းရှင်းလင်းလင်းမပေါ်ပြနိုင်တယ်လို့ပါပဲသူနာပြုကသူ့ကလေးကိုအတိမတ်မပြုချင်ဘူးလို့မှားယွင်းထင်မှတ်ပြီးအခကြီးငွေတွေတွားပေးချေဖို့သူ့ကိုတိုက်တွန်းခဲ့ပါတယ်အမျိုးသားကမျောလင်းချက်မဲ့စွာနဲ့ကြောက်စိမ့်ဆွဲပြီးကိုတိုင်ပြီးပေါ်ဟင်းတွေတွေးခဲ့ပါတယ်အမျိုးသမီးနဲ့သူ့ရောက်ခမဆေးရုံကထွက်ခွာနေချိန်မှာပဲကလေးနောက်ကိုလိုက်ရတဲ့အမျိုးသားကသူ့လက်ထဲကကြောက်စိမ့်ဆွဲပြီးနဲ့အတူတွေ့မြင်ခဲ့ရပါတယ်ဒါပေမဲ့သူမနဲ့ကလေးကတော့ဒီလိုနဲ့ပဲလွဲချော်သွားခဲ့ကြပါတယ်18နှစ်အကြာမှာတော့အမျိုးသမီးရဲ့ရောက်ခမကွယ်လွန်သွားပြီးသူမကသူ့သမီးကိုရှာပေးမယ်လို့သစ္စာဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးကသူ့အဖေရဲ့ဆေးလွတ်ခြင်းနဲ့ဂုံတိတ်ခါကြီးမားသောကြောင်းတစ်ကြောင်းကိုတက်ရောက်နေခဲ့ပါတယ်ဒါပေမဲ့ကျောင်းတက်တဲ့ပထမဆုံးနေ့မှာပဲသူမကသူ့သားကိုကြောင်းပို့ဖို့လာတဲ့အမျိုးသမီးနဲ့တန်ကောင်းစွာဆုံတွေ့ခဲ့ရပါတယ်ကောင်မလေးကဆင်းရဲတဲ့မိသားစုကလာတယ်ဆိုပြီးလောင်ပြောင်ခံခဲ့ရပြီးပြည့်ရများတဲ့ကောင်မလေးတယောက်ရဲ့မဟုတ်မမှန်ဆွဆွဲခြင်းကိုခံခဲ့ရပါတယ်သူမရဲ့ပညာသင်စုကကျောင်းရဲ့ရုပ်သိမ်းခြင်းကိုခံခဲ့ရပြီးကျောင်းလာခါပေးဖို့ပတ်စံမရှိခဲ့ပါဘူးကောင်မလေးကသူ့အဖေနဲ့အတူအလုပ်လုပ်ခဲ့ရပါတယ်ဒါပေမဲ့အမျိုးသမီးရဲ့သားကသူမကိုအလွယ်တကူလက်မလွတ်ခဲ့ပါဘူးသူတို့ကကောင်မလေးကိုရှာပြပြီးဒီထောက်တောင်းမှလို့အတင်းကျပ်စေခိုင်းခဲ့တယ်မဟုတ်ရင်သူမရဲ့ပညာရေးကိုဆက်လက်မတင်ကြားနိုင်အောင်တားဆီးမယ်လို့ရှင်းထုတ်ခဲ့ပါတယ်ကောင်မလေးကအချော့ပေးဖို့ညှိနှိုင်းခဲ့ပါတယ်သူသမီးအတွက်ဒီပုံမှန်ကြီးရဲ့အဖြစ်ကလေးတွေတော့ထောက်ပြီးသူမကိုကအတိုက်တွန်းခဲ့ပါတယ်။ညီမကကျောင်းမတစ်ယောက်ကအဲ့ဒါကိုသူ့ရဲ့လက်ခံတာကိုစနေမှတ်တမ်းတင်ခဲ့တယ်။အဲ့ဒီလက်ခံမှတ်တမ်းကကျောင်းမှာအရင်ကကျန်းကျန်းသွားခဲ့တယ်။ရှင်ဝဲခန်းသားမှာတော့လေးသမီးကဧည့်သည်တယောက်အနေနဲ့တက်ရောက်ခဲ့ပါတယ်။သူမကရုပ်တံမှတ်တမ်းကိုမြင်တွေ့ပြီးရုပ်တံမှတ်တမ်းထဲမှာကောင်မလေးကိုအနိုင်ကျင့်နေတဲ့သူကဘယ်တော့သူသားဖြစ်နေတာဘောပေါက်သွားခဲ့တယ်။ဘောတာတစ်ခုနဲ့သူမကသူ့ကိုရှာဖွေဖို့သူ့ကိုရန်တော်တွေကိုချက်ချင်းခေါ်ဆောင်သွားခဲ့ပါတယ်။အချိန်ထဲမှာပဲကောင်မလေးကပြင်းပြင်းထန်ထန်ပြန်လဲထိခံတက်ခဲ့ပြီးနောက်ဆုံးမှာတော့လူရင်းအားမများခဲ့ပါဘူး။အရေးကြီးတဲ့အချိန်လေးမှာပဲအမျိုးသားကသူ့သမီးကိုကောက်ွယ်ဖို့ထွက်ပြေးလာခဲ့တယ်။သူကကောင်လေးရဲ့လက်မောင်းပေါ်ကကျေပုံမဲ့ကိုမတော်တဆသတိထားမိသွားခဲ့တယ်။အမျိုးသားကသူ့ရှိကဒီတထေးသားငယ်ဟာတကယ်တော့သူ့ရဲ့သားအရင်ဖြစ်တာသဘောပေါက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကလည်းအခင်းဖြစ်သွားရကိုရောက်ရှိလာခဲ့ပါတော့တယ်။ဝန်ထမ်းတွေကဥက္ကဋ္ဌကိုလက်လီကားထဲမှာတွေ့လိုက်ရတော့မဝင်ရဲကြဘူး။ဘာလို့လဲဆိုတော့သူကတယောက်တည်းစီးရတာကြိုက်လို့ပါ။အဲ့ဒီအချိန်မှာကောင်မလေးတယောက်ပြေးဝင်လာပြီးဥက္ကဋ္ဌကိုတိုက်ရိုက်ကူးထက်လိုက်တယ်။အလုတ်ဆောင်ဝင်တဲ့ပထမဆုံးနေ့မျိုးလို့သူမသူ့အကျင့်ကိုမသိခဲ့ပါဘူး။မကြခင်မှာပဲသူမဥက္ကဋ္ဌကိုတွတ်ပေးပြီးလေးစားစွာလိုက်ပို့ခဲ့တယ်။ဒါပေမဲ့အချိန်ကြီးလိုက်တော့နောက်ကျနေမှန်းသိလိုက်ရတယ်။သူမတက်လီကားထဲကနေပြေးထွက်လိုက်ရဥက္ကဋ္ဌကိုမြေပြင်ပေါ်လဲကျသွားစေခဲ့ပြီးခဏတောင်ဖြစ်ခဲ့သွားခဲ့တယ်။ဒါကိုမြင်တော့တခြားဝန်ထမ်းတွေကဒေါသဖောက်မှဆောက်ပြီးပြေးသွားကြတယ်။သူမကိုတယောက်တည်းထားခဲ့ရင်းပေါ်ကောင်မလေးကဥက္ကဋ္ဌကိုဒီတစ်ခါပြေးခဲ့တယ်လို့သူကမထင်တတ်ပဲစိတ်စွာရှောက်ထွက်သွားခဲ့တယ်။ကောင်မလေးကသူ့နေရာမှာပြီးခုနကဖြစ်ရအတွက်နောက်တရနေခဲ့တယ်ဒီအချိန်မှာကြီးကြပ်ရေးမှုကစာရွက်စာတမ်းအပုံလိုက်ကိုစပွဲပေါ်ဖြစ်တင်လိုက်တယ်ဒါတွေကဒီလုံးဝညဘူးပြောခဲ့တယ်ကောင်မလေးစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့တယ်ညနေတဲ့အထိလုပ်ပြီးနောက်ဒီမအလုပ်ကြီးသွားခဲ့တယ်ပြင်ပန်းနွမ်းနေစွာနဲ့အိမ်ပြန်တော့မဲ့အချိန်မှာလူစိုးတစုကလမ်းပိတ်ပြီးသူမကိုခေါ်သွားဖို့စူးစမ်းခဲ့ကြတယ်လူကြီးတဲ့အချိန်မှာဥက္ကဋ္ဌကတမိုးကြီးတင်ကားနဲ့ရောက်လာခဲ့တယ်လူစိုးတွေမတုတ်ပြန်နိုင်ခင်မှာပဲသူကအလွယ်တကူဖြေရှင်းလိုက်တယ်လူစိုးတွေထွက်ပြေးသွားတာကိုမျိုးကောင်မလေးကကြောင်းသွားခဲ့တယ်ဥက္ကဋ္ဌကသူမကိုတားဆီးပြီးအိမ်လိုက်ပို့ပေးခဲ့တယ်ရင်ပေါ်မှာကောင်မလေးကသူ့မျက်နှာပေါ်ကဖုံမုံတွေကိုမြင်ပါသွားတုပ်ပြီးစူးစမ်းခဲ့တယ်လက်ထောက်ကဥက္ကဋ္ဌရဲ့ခြေလက်ကိုကြည့်နေလို့တရားရင်ကိုရုတ်တရက်ချိုးကွေးလိုက်ရကောင်မလေးဥက္ကဋ္ဌရဲ့ရင်ခွင်ထဲကြားရောက်သွားခဲ့တယ်လက်ထောက်ကဂုံကြီးစွာပြုံးလိုက်တယ်ဒါပေမဲ့ဒီလှုပ်ရှားမှုကဥက္ကဋ္ဌကိုမူးဝေသွားစေခဲ့တယ်ဒါပေမဲ့လည်းဥက္ကဋ္ဌကလက်ထောက်ကိုသူ့ကြည့်ပြီးဒါကသုံးစားမှုသုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့ဥက္ကဋ္ဌကဒီကောင်မလေးကိုအရန်သဘောကျနေပြီးသူမအပေါ်အရန်သိခံပေးထားလို့ပါပဲသူမရဲ့သမီးရင်းကအမွေဆက်ခံနိုင်လို့သိချအောင်သူနာပြုကတတိယလေးကျက်ကလေးကိုလဲလို့ပြောတယ်အဲဒီနောက်သူမကသူ့ရဲ့ကလေးရင်းကိုတတိယအချိန်မှာထားခဲ့တယ်စာပေါင်းမှာ
ထေးကြီးကဒီလိုမျိုးပြောတယ်သူနာကြီးကသူ့အကြံစီအောင်နေပြီးရုံးနေချိန်လေးမှာပဲတထေးကြီးရဲ့သမီးကတခုခုမှနေတာကိုအာယုံခံမိလိုက်ပါတယ်သူမကသူ့ခင်ပွန်းကိုကောင်မလေးရဲ့လက်အင်ကြီးကိုတန်တင်ဖို့တိုက်တွန်းခဲ့တယ်ဘာလို့လဲဆိုတော့မွေးဖွားချိန်မှာသူမကကလေးငယ်ရဲ့လက်ကောက်ဝတ်ပေါ်မှာတသိက်တစ်ခုကိုထားရှိခဲ့တယ်တထေးကြီးကလက်အင်ကြီးကိုမပြလိုက်တဲ့အချိန်မှာလည်းတသိက်ကြောက်သုံးနေတာကိုထိတ်ရတကြားတွေ့ရှိခဲ့ရပြီးဒေါသထွက်ကဆေးရုံကိုချက်ချင်းပိတ်ဆို့ဖို့မိတ်ပေးခဲ့ပါတယ်တစ်ဖက်မှာတော့သူနာပြုကတထေးကြီးရဲ့သမီးကိုရင်ခွဲယုံစီခေါ်ဆောင်သွားခဲ့ပါတယ်သူမကကလေးကိုဗီဒီယိုတစ်ခုထဲမှာထားရှိဖို့ပြင်ဆင်နေစဉ်မှာကောင်လေးတစ်ယောက်ပြေးထွက်လာခဲ့ပါတယ်သူနာပြုရဲ့မျက်ရည်အမျက်ကိုတွေ့ရှိပြီးသူကသူမဟာအယောင်ဆောင်တစ်ယောက်ဖြစ်ကြောင်းတောက်ချက်ချခဲ့ပါတယ်သူကအမျိုးသမီးကိုကလေးကိုပေးအပ်ဖို့မဟုတ်ရင်တော့သူရဲ့ခေါ်မယ်လို့တောင်းဆိုခဲ့တယ်ဒါပေမဲ့အမျိုးသမီးကသူ့ကိုပေးဖို့တွန်းထုတ်ပြီးကလေးငယ်ကိုမြင်မာတဲ့ဗီဒီယိုတစ်ခုထဲမှာထားရှိခဲ့ပါတယ်တန်ကောင်းစွာနဲ့ပဲတထေးကြီးကအချိန်မီရောက်ရှိလာခဲ့ပါတယ်ကောင်လေးကပေါ်ဆုံးကကန့်ကိုအမျိုးထုတ်ပြပြီးကလေးကိုပေးတင်ဖို့ကလေးကြီးကိုစိုက်သွင်းခဲ့ပါတယ်တထေးကြီးကကောင်မလေးရဲ့လက်အင်ကြီးကိုလှန်တင်ပြီးသူမဟာသူ့သမီးဖြစ်ကြောင်းဒီကုကတုံတုံရင်ရင်နဲ့သူ့လက်မောင်းတွေထဲမှာပွေ့ချထားခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကအရှုံးမပေးခဲ့ပါဘူးအိမ်ပေါ်တယောက်ဖြစ်အယောင်ဆောင်ပြီးသူမကတထေးကြီးကိုအာယုံလွှဲကနေရာမှာထွက်သွားစေခဲ့ပါတယ်အမျိုးသမီးကရုပ်မာတဲ့အပြုံးတစ်ခုကိုဖွင့်ပြခဲ့ပါတယ်သူမကကလေးကိုအိတ်တလုံးထဲထိုးထည့်ပြီးဆိုင်ရင်ရဲ့တောင်နောက်ဘက်ကိုတဲဆောင်သွားခဲ့ပါတယ်သူမကပေါက်တူးတစ်လက်ကိုကောက်ကင်ပြီး2မီတာနဲ့ရှိတဲ့တင်းတစ်ပင်းကိုသူ့ခေါ်ကကောင်မလေးကိုအတင်းနဲ့နှုတ်နှံလို့ရည်ရွယ်ခဲ့ပါတယ်သူမကလေးငယ်ကိုမတင်လိုက်ချိန်လေးမှာပဲကောင်လေးပေးခဲ့တဲ့ပတိကမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်ကြိုင်တဲ့ထဲမှာပဲကောင်လေးကကောင်မလေးအတွက်အနေရကိုအာယုံခံမိပြီးမဟာတန်းကျွယ်တထေးကြီးကိုချက်ချင်းဆက်သွယ်ခဲ့ပါတယ်အမျိုးသမီးရဲ့စကားပြောဆက်တီနေရာကိုအသုံးပြုပြီးမဟာတန်းကျွယ်တထေးကြီးကတောင်နောက်ဘက်ကိုအလင်းအမြန်ရှာတွေ့သွားခဲ့ပါတယ်အရေးကြီးတဲ့အချိန်လေးမှာမဟာတန်းကျွယ်တထေးကြီးကအမျိုးသမီးကိုအချိန်မီတာစီပြီးရဲတွေရဲ့အခန်းခံပေးခဲ့ပါတယ်ဒီလိုနဲ့ကောင်မလေးကကယ်တင်ခြင်းခံလိုက်ရပါတယ်